ခုရပိုင်းအစီအစဉ်ကုန်တော့မယ်ဆိုတော့ rent နေရတာအဆင်ပြေပါတယ်ဒီပဲငါတို့ဟိုက်ပါကိုလေးပဲလို့ โอเคကျွန်တော်လိမ့်နေပါအစီအစဉ်ကုန်ကနေ rent နေရတဲ့ခန်းစားချက်ကဒုတိယဆုရတဲ့တော့ဆိုပါတယ်ဘာလို့လဲဟုတ်လားကိုလူကပွဲတိုင်း MVP ရရနော်ဒါမှရှုံးပြီးရတာဒီခန်းစားချက် solo player တွေကကောင်းကောင်းသိမှာအဲ့တော့အခုလိုပြဿနာမကြုံရတော့ကိုလူလို solo player တွေအတွက်ကျွန်တော်က rent နေလို့ကောင်းတဲ့ hero တွေရှာဖွေပေးထားပါတယ်ဟိုကနေကတိုက်ရအဲ့ကြောင့်မလို့ကိုလူလိုမြင်နေကြတဲ့ video တွေဖြစ်တဲ့ rent လို့ကောင်းတဲ့ hero များဆိုတာတကယ်ပဲကိုယ့်ရဲ့ run တက်စေတာလားဒါမှမဟုတ်ဂျင်းနေလားဆိုတာကျွန်တော်ကိုယ်စမ်းသပ်သွားမှာဖြစ်ပါတယ်โอเคအဲ့တော့ပထမဆုံး ranking ကောင်းတဲ့ hero ကတော့ဒိုခိတာဖြစ်ပါတယ်ဒီ hero ရဲ့အားသာချက်ကတော့တအားမှာပြီးတော့ဖျက်ခတ်တဲ့အပြင်မှာဒီကောင်ကသွေးလေးစိမ့်စိမ့်တက်နေတာကွာအဲ့တော့ဒီကောင်ကတေဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးထင်လားမလုပ်ပါနဲ့အေးတော့ဘောစနညအစားကတော့သူ့အတူယူရင်းနဲ့6ပဲပြတ်တာပေါ့နော်ညကျွန်တော်ကင်လိုက်တယ်မှာလက်ပါပြတ်ပါတယ်ကျွန်တော်9ကလုံးမှာပြီးရဲ့နောက်တော့ကျွန်တော်နေတန်တော့ကေးပြင်ရလိုက်ပါတယ်ညအဲ့ဒီကမစိုးပါဘူးကျွန်တော်ပြေးနေရပြီ Go say wallahi bro say wallahi ဒီဒုက္ခိတာကန်ရတော့တိတ်ပြီးတော့မခတ်ပါဘူးသိရမလားကိုတို့ကဒီအိမ်မှာစကေးပေါင်းအဲ့လိုပဲကွာစကေးပေါင်းလှည့်နေပြီးတော့ခြေစောကနေအမာခံပေးအောင်ပဲကွာဒီကောင်ကတအားတွေရောအမာအခန့်မလွန်နဲ့ပေါ့ဒီမှာအမာခံလွန်တာကြီးဖြစ်တော့ပါတယ်အဲ့လိုလေးပဲအေးစိတ်ကစားသွားရင်လုံးဝတတရလေးနိုင်ပါတယ်ကျွန်တော်အနေနဲ့ယူရင်းနဲ့ ranking ကိုကောင်းတဲ့ hero လားဆိုရင်လုံးဝတေချာဖို့ assurance ကကောင်းပါတယ်โอเคအဲ့တော့နောက်ထပ် hero ကဘယ်သူလေးလဲ Hey bro watch your jet bro watch your jet โอเคနောက်ထပ် ranking ကောင်းတဲ့ hero တစ်ကောင်အနေနဲ့ကတော့ Daddy ဖယ်တွင်းပါ Daddy chill ဟိုင်ကျွန်တော်အနာဂတ်ခြာကြီးပါကျွန်တော်ကိုလူလိုအရင်ဆုံးပြောချင်တာကတော့ကျွန်တော်ကိုလူလိုတကယ်ပဲတောင်းပါပါတယ်ကျွန်တော်ဒီခြာထဲမှာတော်တော်ကြီးကိုပြောင်းပြီးသွားခဲ့ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုစောင့်နေကြတဲ့ကိုလူလိုကိုလည်းနေလှမ်းဘယ်လိုပြောရတာရောအဲ့တော့ကြောင့်လို့ကျွန်တော်ဒီဗီဒီယိုနဲ့ကျွန်တော်ပြန်လာပါပြီနောက်ဒီဗီဒီယိုကကျွန်တော်အရင်စီစဉ်နဲ့လုပ်ထားတဲ့ဟာကြီးကြားထဲမှာကျွန်တော်ဒီဗီဒီယိုအကြောင်းကျွန်တော်ဆက်မလုပ်ပြဘူးသိမလားမိသားစုကိစ္စတွေဆောင်းဝဲကိစ္စတွေဆိုတော့ကျွန်တော်တပတ်ကိုဗီဒီယိုတစ်ပုတ်လောက်တော့အနည်းဆုံးကျွန်တော်ရအောင်တင်ပေးမယ်ဗျ။ဘာလို့တပတ်တစ်ပုတ်လဲဆိုရင်ကျွန်တော်လုပ်တဲ့ဗီဒီယိုတွေကအချိန်တော်ပေးရဗျ။ပထမဆုံးကျွန်တော် game ဆော့ရတယ်ဗျ။ game ဆော့ပြီးတော့ကျွန်တော်ကိုယ်တိုင်ပဲအဲ့ဒီဗီဒီယိုတွေပြန်ပြီးတော့ edit လုပ်ရတယ်။ပြီးရင်ကျွန်တော်အဲ့ဒီဟာတာဗီဒီယိုတွေ mix တွေကိုနေရာပေါင်းစုံကနေရှောက်ရှာပြီးတော့ပောက်ပြကျွန်တော်ရှောက်ထည့်တယ်ဗျ။အဲ့တော့ကြောင့်မလို့ကျွန်တော်တပတ်ကိုတစ်ပုတ်လောက်ပေါ့နော်။ဒါမှမဟုတ်လေ2ပတ်3ပတ်ကျွန်တော် comment တွေဖတ်ပါတယ်ကျွန်တော်ဗီဒီယိုဒါမတင်တာပေါ့ comment တွေကျွန်တော်ဖတ်ကြည့်တော့ကိုလိုတော့ကျွန်တော်တကယ်ပြန်လာစေချင်တယ်ဗျကျွန်တော်လည်းမမေ့ကြဘူးအဲ့တော့လည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဗျခုတော့ကျွန်တော်ပြန်လာပြီးအရင်လိုမျိုးကျွန်တော်ဗီဒီယိုပြန်တင်တော့မယ်အဲ့တော့ကျွန်တော်ပြန်ပြီးအားပေးပါအောင်ကိုလိုရမ်းချစ်တယ်အားပါ You are gay